ဒီနေ့ရာသီဥတုကလည်းအေးတယ်အလုပ်ကလည်းပိတ်တယ်အစောကြီးလဲနိုးနေတာနဲ့စာအုပ်လေးဖတ်နေတာပေါ့နော်စာအုပ်ဖတ်နေရင်နဲ့သဘောကျလေးတစ်ခုတွေ့တော့ဖတ်ပြခြင်းစိဖြစ်တယ်ပေါ့နော်ပထမဆုံးဖတ်ပြမှာဆိုတော့အတန်တော့တိခဏထောင်ပြီနော်စာအုပ်ဖတ်နေရင်နဲ့ဗီဒီယိုရိုက်လိုက်တာဆိုတော့ရုပ်ကိုလည်းတိခဏကြည့်ပြီပေါ့နော်ဖတ်ပြမယ်နော်တခုကိုဆုံးရှုံးသွားခြင်းဟာအခြားတစ်ခုကိုပိုင်ဆိုင်မှုစတင်ခြင်းမှာတဲ့လူကျင်တာမရခဲ့ရင်ပိုကောင်းတာရပါလိမ့်မယ်ကိုလှုပ်တင်လှုပ်ထိုက်တာတွေလုပ်နေဖို့သာလိုပါတယ်သူအဲ့ဒါလေးကိုပြန်ပြီးဥပမာလေးပြထားရတော့အများကြီးပေါ့နော်အဲ့ထဲမှာကြိုက်တဲ့ဥပမာလေးတစ်ခုဖတ်ပြမယ်ပေါ့နော်တဘာဝတရားကရေကြည်ရေကောင်းတစ်မျိုးမျိုးရနေအောင်တော့ရေတန်တရားလဲခြင်းကနေပြီးစွမ်းနေတာပါပဲစမ်းရည်ကိုစမ်းရည်ပေးတဲ့အချိန်မှာပေးပါတယ်စမ်းရည်နေပါချိန်မှာမြင့်ရည်ကိုပေးပါတယ်မြင့်ရည်နောက်ကြည့်လာချိန်မှာမိုးရည်ကိုပေးပါတယ်တခုပြက်ကွက်တဲ့အခါတခုကိုအစားထိုးပြန်ပေးတာပါပဲကို့အနေနဲ့စမ်းရည်ပေးချိန်မှာရေပိုက်ရအောင်တွေ့ဖို့မြင့်ရည်ပေးချိန်မှာရေစင်ခတ်ဖို့မိုးရည်ပေးချိန်မှာအမြင့်ရရေခံယူဖို့တော့လိုတာပေါ့မိုးရတီမှာနောက်ကျနေတဲ့မြင့်ရည်ကိုပဲအလိုမကျဖြစ်ပြီးမိုးရည်ခံမှုမေးလျော့မနေသင့်တယ်လို့စမ်းရည်တွေနံပါတ်ခန်းချောက်ချိန်မှာလည်းမြင့်ရည်စင်ခတ်ဖို့ပြင်းရည်နေဖို့လည်းမဖြစ်ပြန်ပါဘူးတဘာဝတရားကတစ်ခုမဟုတ်တစ်ခုကိုပေးစွမ်းနေတယ်ဆိုရင်ကိုကလည်းတဘာဝတရားနဲ့လိုက်ရောညီတွေစာလိုက်ပါပြောင်းလဲရင်အလိုက်တည်လှုပ်ဆောင်နေရမှာပါပဲတဘာဝတရားကကျွန်တော်တို့တစ်ခုခုဆုံးရှုံးသွားတိုင်းတစ်ခုခုကိုပြန်ရစေပါတယ်။အဲ့ဒီပြန်ရလာတဲ့အရာဟာကိုလိုချင်တာဖြစ်မယ်လို့တော့တရက်တည်းအမှမခံနိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကအကျိုးရှိစွာသင်ခန်းစာယူတတ်မယ်အသုံးချတတ်မယ်ဆိုရင်တော့ပိုကောင်းမွန်တဲ့အရာတွေကိုပိုင်ဆိုင်ရရှိလာနိုင်ပါလိမ့်မယ်တဲ့။အဲ့ဟာလေးကိုသူကနောက်ဆုံးမှာကောက်နှုတ်ချက်လေးတစ်ခုဖွင့်ပေးထားတယ်ပေါ့နော်။တဘာဝတရားကတကားပေါက်တစ်ခုပိတ်သွားတိုင်းတခြားတကားပေါက်တစ်ခုကိုဖွင့်ပေးထားပါတယ်။ကိုအနေနဲ့ပိတ်သွားတဲ့တကားပေါက်ရှိမှာပဲရက်တဲ့အချိန်ဖြုံးနေမိပါစေနဲ့တဲ့ဒါကတော့ဒီနေ့ထပ်ဖတ်နေတဲ့သဘောကျတဲ့အရာလေးပေါ့နော်နားထောင်နေနေတဲ့တခုခုကိုတော့စဉ်းစားမိမယ်လို့တော့ထင်ပါတယ်ဘိုင်ဘိုင်